လာမယ့်ဒီဇင်ဘာမှာမြင်တွေ့ခွင့်ရမယ်ဂျော်ရှွာဗန်ရဲ့ချန်ပီယံဆိုင်ခေါ်ပွဲအားလုံးပဲမင်္ဂလာပါနော့ကော့ပန့်ချ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်လာမယ့်ဒီဇင်ဘာလ6ရက်နေ့မှာဆိုရင်အမေရိကန်နိုင်ငံလက်ဗီကမှာကျင်းပမယ် UFC ရဲ့323ပြိုင်ပွဲမှာဆိုရင်ချန်ပီယံအလက်ဇန်နာပန်တိုဂျာနဲ့ဂျော်ရှွာဗန်တို့ရဲ့ဆိုင်ခေါ်ပွဲကပါဝင်လာပြီပဲဖြစ်ပါတယ်ဒီ USA 323ပြိုင်ပွဲမှာဆိုရင်အလက်ဇန်နာပန်တိုဂျာနဲ့ဂျော်ရှွာဗန်တို့ရဲ့တွဲဆိုင်က2ကောင်ပွဲအနေနဲ့ပါဝင်လာမှာဖြစ်ပြီးတော့ခေါင်းပွဲတွဲဆိုင်အနေနဲ့ဆိုရင်တော့ဘန်ဒန်ဝေတန်ကချန်ပီယံဂျီမရန်နဲ့ ranking number 3မှာရှိနေတဲ့ရုရှားဖိုက်တာတယောက်တို့ကထိုးသက်သွားမှာဖြစ်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာတွဲဆိုင်ဒီဇိုင်းအနေနဲ့ဆိုရင်ဂျော်ရှွာဗန်တို့ရဲ့ flyweight တန်းကတွဲဆိုင်ဆိုင်ဖြစ်တဲ့ Brandon Moreno နဲ့ Tatsuro Taira တို့ရဲ့တွဲဆိုင်ပဲဖြစ်ပါတယ်။ဆိုတော့ UFC ရဲ့ဒီ323ပြိုင်ပွဲမှာဆိုရင် USA fighter တော်တော်များများကိုပွဲထုတ်လာတာလည်းတွေ့ရတယ်။ဆိုတော့ပရိသတ်တွေအားလုံးပဲစိတ်ဝင်စားနေကြတဲ့ Alexander Pantoja နဲ့ Joshua Van တို့ရဲ့တွဲဆိုင်ကနောက်လာဒီဇင်ဘာလ6ရက်နေ့မှာရှင်းမှန်ထိုးသက်သွားမှာဖြစ်ပါတယ်။တကယ်လို့ဒီပွဲမှာသာချန်ပီယံပန်တိုဂျာကိုဂျော်ရှွာဗန်အနေနဲ့ဖြုတ်ချနိုင်ခဲ့မယ်ဆိုရင် flyweight တန်းရဲ့ချန်ပီယံအသစ်ဖြစ်လာမှာဖြစ်ပါတယ်